ထိုင်လောက်ပါသွားရတယ်ဘာမှမဘူးဟိုအောင်နေတော့လမ်းလျှောက်တော့ဘင်္ဂလားတွေဟိုဟာတွေဆိုတောက်လျှောက်လမ်းလျှောက်တယ်ဟိုပေါ်ထိတာတက်မရတာထင်တယ်နော်ရိုးပဲရောက်သွား